ဘုရားတခင်ကိုရမကြီးကလည်းသေခြင်းမှာဖြင့်ကွာတဲ့ဒီဘဝသေကြမှာပုဂ္ဂိုလ်ကြီးစုနေတဲ့အထဲမှာဘယ်ဒီနည်းအကောင်းဆုံးတုံးဆိုလို့ရှိရင်တရားဓမ္မတွေကျဉ်းကျဉ်းလေးမှတ်ထားကြမှာလက်ရှိခန္ဓာကိုမသာရလက်မဲ့ခန္ဓာကိုမတောင့်တဤဒီနည်းအကောင်းဆုံးပဲလို့ဆုံးဖြတ်ကြပါလက်ရှိခန္ဓာကိုမခင်တွယ်လက်မဲ့ခန္ဓာဆိုတဲ့အနာဂတ်ဘဝမတောင့်တဤဒီနည်းအကောင်းဆုံးပဲဘယ်ဒီနည်းအကောင်းဆုံးပါလဲမတောင့်တတယ်လို့အကောင်းဆုံးလို့ပဲဒါညာနဲ့မှနားထောင်လို့ဖြစ်ကြပါလေဒကာဓမ္မတို့ဘာနဲ့မှနားထောင်လို့ဖြစ်ညာနဲ့နားထောင်မှဖြစ်တယ်ဆိုတာပေါ်လာကြပြန်ပြီးတစ်ခေါက်ဘုရားလူရှိတာလေပြောစမ်းပါပဲသိတိကောင်းဆုံးပါလေအကောင်းဆုံးပဲဒကာကျွယ်ရိုးစွာမှတ်ရတယ်လက်ရှိခန္ဓာပါပါလေမခင်တွေ့ဖို့ပဲလက်မဲ့ခန္ဓာကိုမတောင်းလာတော့ရပါဦးမလားမရပါဘူးအဲဒီကဲလို့တဲ့ဒီဒုက္ခစွန့်ပြီးဟိုဒုက္ခမရတဲ့သေနည်းအကောင်းဆုံးပဲဒီဒုက္ခဆိုတာကဒကာဓမ္မတွေမိမိခန္ဓာကိုယ်ကြီးအိုဘေးဒုက္ခကြီးကလည်းရှိနာဘေးဒုက္ခကြီးရောရှိပါဘူးသေဘေးဒုက္ခလည်းတွေ့ရအောင်မတွေ့ရဘူးအဲ့တော့ဒီဒုက္ခပြင်နောက်ပြိစ္ဆေနေမှုဆိုတဲ့အနာဂတ်ဘဝကိုရနိုင်မယ်ဆိုဖြင့်ဒီဒုက္ခပြီးဟိုဒုက္ခရတာပဲဒီရှင်းရပြီဟုတ်ကဲ့ဒါကျွဲတာဒကာသစ်တို့အမှန်တရားရုပ်ဆိုးတဲ့ပုဂ္ဂိုလ်မျိုးရတာမဆိုလိုက်ကြဘူးဒါကြောင့်ဘုန်းကြီးတို့ဒကာဓမ္မတွေကားလို့ရှင်ဖြင့်လက်ရှိခန္ဓာကိုမနှစ်သက်မတွေ့တာပဲနဲ့လက်မဲ့ခန္ဓာမတောင့်တပဲနဲ့သေနည်းအကောင်းဆုံးလက်ရှိခန္ဓာလက်မဲ့ခန္ဓာဆိုတော့အနာဂတ်ခန္ဓာပေါ့အဲ့ဒါမတောင့်တပဲနဲ့သေနည်းဟာဖြင့်ဒကာဓမ္မတို့ဘုရား